guys မေခုရွာလေးတစ်ယောက်ရောက်နေပါတယ်ဒီရွာလေးကလေအရန်အောင်သားရတာပဲပြီးတော့စိုင်တိုင်းလို့မှလည်း MMG ကစမ်းတွေကိုတွေ့ရတယ်မိမာတော် mobile wallet မရှိသေးဘူးကြုံတော့ဆက်စုကြည့်လိုက်ရအောင်ဒီ MMG ကဘာလဲဘယ်လိုလုပ်ရတာလဲရှင်ဟိုမိမာမရှိလို့ mobile wallet လေးတစ်ခုလောက်ရှိကျင်တာဩဒါကကျွန်တော်ကူညီပေးလို့ရပါတယ်ဘဏ်ကောက်တွေ mobile wallet တွေကို EID လေးရှိုံနဲ့အလွယ်တကူဖွင့်လို့ရပြီ EID ဆိုတာတရားဝင် digital အထောက်အထားလေး NRC နဲ့ biometric data တွေကိုချိတ်ဆက်ထားတာ verify တစ်ခါလုပ်ပြီးရနဲ့ KYC know your customer ဆိုတဲ့အဆင့်ပြီးသွားပြီစာရွက်စာတမ်းလည်းမလိုစောက်စရာလည်းမလိုဒီ EID ရှိနေပြီဆိုရင်ဘဏ်မှာကိုယ်ပိုင်ဘဏ်ကောက်အလွယ်တကူဖွင့်လို့ရပြီးတော့အခု mobile wallet အသစ်နဲ့လည်းခါတည်းချိတ်ဆက်လို့ရတာပေါ့ဒီ EID ကတော်တော်အဆင်ပြေရပဲเนาะ300လဲလွယ်ကူတယ်ဟိုမေကလေအကောင့်တို့တွေငွေလိမ်တာတွေကြောက်လို့ဘယ်ဟောလည်းမဖွင့်ခဲ့ဘူးလိမ်လည်မှုတွေငွေကြေးခေါ်ဝါချမှုတွေဘိုးဘန်းနဲ့အမြင်ဆုံးစစ်စစ်ပြီးအဆင်ပြေအောင်ဆောင်ရွက်ပေးနိုင်နေပြီဆိုတော့အရင်လိုစိတ်ပူစရာမလိုတော့ဘူးပေါ့နိုင်ငံသားတစ်ယောက်မှာတခုတည်းသောမှတ်ပုံတင်ရှိရကြောင်းအခုလိုမျိုး EID ဘယ်လိုမှထွတ်နဲ့တေချာလေးစနစ်ကြ register လုပ်လိုက်မယ်ဆိုရင်အဲ့လိုပြဿနာတွေကနေကင်းဝေးသွားတာပေါ့အခုလိုမျိုးမှတ်ပုံတင်ပြီးသွားတဲ့အခါအဖြူအောင်ပြောင်းသွားရဲဆိုရင်မှန်ကန်တဲ့မှတ်ပုံတင်အချက်လက်နိုင်ဧပြုတွေကိုအပြည့်အဝအတီးပြပြီးသားဖြစ်လို့ mobile wallet ရဲ့လောက်ဆောင်ချက်တွေအားလုံးကိုသုံးပြလို့ရပြီပေါ့ဒါပေမဲ့ဒီအဆင့်မှာအဖြူအောင်စားမိခိုးရအောင်မြင်ရမယ်ဆိုရင်ကိုမှတ်ပုံတင်ကကက်လဲဖို့လိုတာမျိုးဆောင်းလုံးပေါင်းမားမျိုးဖြစ်နိုင်ပြီးတော့ဗန်နေဘက်ကနေလည်းအသုံးပြုနေပြန်လဲစစ်စစ်ပြီးတော့လောက်ဝကနဲ့ချိတ်ဆက်ပြီးပြန်လဲဆောင်ရွက်ပေးပါလေအမဲအောင်ဆိုရင်တော့မတင်ကာပွဲဒါမှမဟုတ်စုံစမ်းစစ်ဆေးဖို့ပိတ်ထားတာမျိုးပေါ့ကိုယ့်ရဲ့အချက်လက်တွေကရှင်းလင်းနေရင်တော့ခဏလေးနဲ့အဖြူအောင်ပြောင်းသွားလိမ့်မယ်ဒါဆိုချက်ချင်းသုံးပြလို့ရပြီမှတ်ပုံတင်နာမည်မှန်ကန်ပေမဲ့လည်းအခြားအချက်လက်တွေဖြစ်တဲ့ငွေသက်ဂရေမိဘနာမည်မှားနေရမျိုးတွေမှတ်ပုံတင်နံပါတ်ထက်နေရမျိုးကြီးရှိရင်လည်းဘန်နေရနေစင်လောက်ဝကောက်ဘိုးဘန်းတွေတင်ပြပေးသွားမှာအမဲအောင်ဆိုရင်တီဆုံးရက်စဲရုပ်သိမ်းပယ်ဖြတ်စတဲ့နံပါတ်တွေနဲ့လောက်ဝကထုတ်ပေးမထားတဲ့နံပါတ်တွေဆိုရင်ဘန်မတ်ကနေတေချာစစ်ဆေးပြီးပြန်လဲဆောင်ရွက်ပေးမှာလေရော့ဒီနေ့ရစားပြီး mobile wallet ကိုစိတ်ချယုံကြည်စွာအသုံးပြုလို့ရပါပြီခင်ဗျာဒါနဲ့ mobile wallet လည်းရပြီဆိုတော့တခုအားပေးပါအောင်လေမြန်လဲမြန်လို့လုံလဲလုံကြုံနေနော်ဒါပဲလေ EID နဲ့ MMG ဟာကြောင့်ငွေသားမလို့ပဲလုံခြုံတဲ့စနစ်တခုဖြစ်ပြီပေါ့ EID ရှိုံနဲ့မြည်သည့်တူပါမဆိုမပြုတ်လုံနိုင်တဲ့အပြင် agent လူကြီးရွယ်စုံ mobile wallet ဘဏ်အကောင့်တွေဖွင့်ပြီးငွေသားတွေကန်ဆောင်စရာမလိုတော့ပဲပို့ပြီးစိတ်ချလုံခြုံစွာ e-banking စနစ်တွေကိုများမကြခင်ကာလတွေမှာဖြစ်ပေါ်လာပြီးအကောင့်ထဲပေါ်လာတော့မှာပါဘဏ်တွေအနေနဲ့လည်း EID နဲ့ချိတ်ဆက်ထားတဲ့ data တွေကိုအသုံးပြုနိုင်အောင်သာမကမြောင်များစွာသောစာရွက်စာတမ်းတွေကိုထားသူသိမ်းဆည်းနေစရာမလိုတော့ပဲမိမိတို့ရဲ့ customer တွေကိုပုံမှန်မြန်ဆန်ပြီးစိတ်ချယုံကြည်လို့ရတဲ့ဝန်ဆောင်မှုအပြည့်ပေးနိုင်တဲ့ပုံမှန်လုံခြုံကောင်းမွန်နေတဲ့ EID စနစ်ကိုမကြခင်ကာလတွေမှာအသုံးပြုနိုင်တော့မှာလည်းဖြစ်ပါတယ်တခုတည်းသောမှတ်ပုံနဲ့တခုတည်းသောနိုင်ငံ